ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Concept YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတင်ဆက်မဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာသူရေးရေးသားထားတဲ့ရှမ်းမြောက်တနေရာကြက်တစေရွာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဒီကနေ့ရဲ့ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားဖို့လည်းတောင်းဆိုပါရစေရှင်ဇာတ်လမ်းတွေတင်တိုင်းသိရှိစေဖို့အတွက်ဘေးနားမှာရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါရှင်တက္ကရာ2004ခုနှစ်နဲ့နိုဝင်ဘာလဆန်းပိုင်းလောက်ကဖြစ်လိမ့်မယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလို့ဆိုလိုက်တာနဲ့တပြိုင်နက်ချက်ချင်းဆိုသလိုတတိယလိုက်တာရာသီဥတုတာယာပြီးတော့စီးပွားရေးချက်ချကြတဲ့ပြည်နယ်လေးဆိုတဲ့အချက်ပါ။အမှန်မှာအခုဖော်ပြပေးမယ်စမ်းကြယ်ဇက်လန်လီတပုတ်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့လာရှိုးမြို့နယ်လေးမှာဖြစ်ပွားခဲ့တာပါ။ဒီနေ့ဟာနေတာတဲ့နေ့ပါ။ဒါပေမဲ့မြမပြည်အလဲပိုင်းအောက်ပိုင်းနေလိုမျိုးနေထွက်လာတာနဲ့ပူလောင်တဲ့ခံစားချက်ကိုတော့မခံစားရပါဘူး။တချို့သောသူတွေကအပေါ်တက်ဆွဲတာအင်ဂျီတွေတောင်မှချစ်စရာမလိုသေးပါဘူး။ရိုးမဈေးရဲ့လမ်းတစ်ပတ်ပေါ်မှာတီတီမာမာတီရှိနေတဲ့ပြည်သူဈေးရုံကြီးနဲ့အတူလူသူထွေရလေးပါကလည်းဝမ်းရည်ကိုစီကျွမ်းနဲ့ပြားပန်းခံလှုပ်ရှားနေကြတာ။အဲ့လိုရောင်စုံလူတွေထဲမှာဈေးရောက်တဲ့သူကရောင်ဈေးဝယ်ရသူအဝယ်နဲ့လာရှိုးမျိုးမဈေးမှာတော့လူတွေကခြေချင်းလိန်နေကြတာဆေးရုံကြီးရှိရနေပြီးတော့မိသက်ရုံနာထိအစီရက်ထားတဲ့စန်နီကားငယ်လေးတွေလူတင်ဟိုက်လက်ကားတွေနဲ့တူကားဆရာတွေခီးသည်တွေရဲ့စကားတန်နေရလဲနေရာတော်နှံ့ထီကိုပြန့်လွင့်လို့နေရအဲ့ဒီထဲမှာလိုင်းကားဆရာတဦးဖြစ်တဲ့ကိုမြင့်မောင်ကတခြားသောလူတစ်ယောက်ကိုစန်နီကားနောက်ခံပြင်ပြားတန်းလိုက်ရိုက်ထားတဲ့ခုံလေးပေါ်ကနေလှမ်းပြီးတော့အတန်ပြုတ်ပြီးစကားဆလိုက်တယ်။ဟေ့ကိုမျိုးဒီနေ့ဘယ်နှကြောင်းလောက်ရပြီလဲ။အဲ့ဒီခါကိုမျိုးဆိုတဲ့သူကလည်းခက်နေနဲ့ခက်ကြဲကြဲပေါ်မောင်မြင့်အားခမရတတိထားမိလားတော့မသိဘူးနော်။ကျုပ်တို့ရဲ့ဖော်ဟိုကောင်ကြီးဂိတ်ကိုမလာတာ3ရက်တောင်ရှိပြီနော်။အဲ့လိုပြောလိုက်တော့ကိုမျိုးဆိုတဲ့သူကလည်းနားလေတဲ့ပုံနဲ့စိုးပေကိုပြောတာမှလား။အေးမင်းပြောမှာပဲဒီကောင်ကြီးဂိတ်ကိုမလာတာကိုတတိထားမိတော့တယ်ဟုတ်တယ်ဗျာတရက်တလေတောင်အကြောင်းရင်းမရှိမနာပဲနဲ့ဂိတ်ရောက်နေတတ်တဲ့သူကအခုလိုကြီးပြောင်းနေတော့စိတ်ထဲမှာတမျိုးကြီးပဲဗျာအေးကွာတားကလည်း2ယောက်ရပြီဆိုတော့ကလေးတွေလှုပ်စားပဲထိုင်စားတော့မယ်နဲ့တူတယ်ကွာကိုမျိုးကြီးကအဲ့လိုစတင်အရှုံးဖောက်လိုက်ရင်နဲ့ကားနောက်တိုင်းကိုလက်ကအသားရကင်ထားရင်းမှဝါလက်စကွန်တွေကိုလမ်းဘေးကိုဗျမ်းကနေနဲ့ထွေးလိုက်တော့တယ်ခမရကလည်းဗျာသူ့သားကြီးကအခုအလွန်ဆုံးရှိမှ4နှစ်ပေါ့အငယ်လေးကလည်းဟိုတလောကမှ1နှစ်လာပြည့်သေးတာပေါက်ပေါက်ရှာရှာတွေဗျာအဲ့ဒီခါကိုမျိုးကလည်းရီကျဲကျဲနဲ့ငါသိပါတယ်ကွာသူတို့ရဲ့စကားမဆုံးလိုက်ပါဘူးသူတို့ရထားရကားရီစီကိုဥတင်မောင်းနေလာတဲ့ကားလေးတစ်စီးမိတ်ကရောင်စန်နီကားလေးတစ်စီးဖြစ်ပြီးတော့အပြင်စင်ပိုင်းကတော့ရက်ထားတဲ့ကားတွေနဲ့အားလုံးနှီးပါစင်တူပါဟောမောင်မင်းကြီးသားကတော့အသက်ရှည်အောင်ပဲဟေးပြောကမောင်စိုက်စိုက်ကြီးပေါက်ချလာတော့တာအမှန်ပါပဲကိုမြင့်မောင်ပြောသလိုပါပဲအဲ့ဒီမိတ်ကရောင်စန်နီကားငယ်လေးကိုမောင်းနေလာတဲ့သူကကိုစိုးပေပါကားအတွင်းကကက်ဆက်လေးရနေလဲဆရာတော်ကြီးတစ်ပါးရဲ့မြစ်တာတုတ်တန်တရားတန်လေးရခက်လွင်လွင်နဲ့ကြားနေရတာအဲ့ဒီတန်ကိုကြားပြီးတော့ကိုမြင့်မောင်နဲ့ကိုမျိုးတို့ကလည်းတယောက်မျက်နှာကိုတယောက်ထိုးစမ်းတယ်လို့နဲ့အမှတ်မတင်ကြည့်လိုက်မိကြတာကိုစိုးပေကတော့သူ့ရဲ့ကားလေးကိုကားပါကင်မှာတိချာရက်ထိုးခဲ့ပြီးတော့ကားပေါ်ကနေဆင်းလာခဲ့လိုက်တယ်အသက်30ကျော်ကျော်ကားဆရာကိုစိုးပေကတော့ရုပ်ရည်ခက်တက်တက်နဲ့ကလေး2ယောက်အဖေပါဟာကိုမျိုးနဲ့ကိုမြင့်မောင်ဘာတွေများဒီလောက်ကြီးကျုပ်ကိုစိုက်ကြည့်နေကြတာတော့ကျုပ်ရုပ်ကတရေရုပ်ပေါက်နေလို့လားကိုစိုးဖေစကားဆလိုက်တဲ့အခါမဟုတ်ပါဘူးကွာငါတို့ကလည်းခရီးတဲ့ကျဲတုံးလေးမင်းကြောင့်ထိုင်ပြောနေကြတာကျုပ်ကြောင့်ဘာထူးဆန်းတာရှိလို့ပြောနေစရာလိုတာလဲဗျာမဟုတ်လဲဒီလူဒီမျက်နာတွေကနေတိုင်းမြင်နေတွေ့နေရမှာပဲ哦အဲ့ဒါတော့ဟုတ်တယ်လေစိုးပေရဒီတက်ထူးဆန်းတာမင်းကားတွေကတရားတန်အဲ့ဒီတရားတန်ကိုပြောနေတာကိုမျိုးကအဲ့လိုပြောလိုက်တော့ကိုစိုးပေရလဲအနှဲငယ်သဘောကျသွားတဲ့ဟန်နဲ့ဟုတ်တယ်လေတရားတန်လေဗျာကျုပ်တရားခွေဖွင့်ထားတာပဲဟာအဲ့ဒါထူးဆန်းတာပေါ့ကွာ
မင်းကငါတို့နဲ့တူလိုင်းဆွဲစားလာနှစ်ဖြင့်ပေါက်နေပြီမင်းစီကတခါမှဖះเจ้าတရားเจ้าလည်းမကြားရသလိုငါတို့ပြောရင်တော့မှမင်းကတိတ်ဆိတ်ဝင်စားတာမှမဟုတ်တာငါတို့ကတော့လေမင်းကဘာသာမဲ့ဒိဋ္ဌိကောင်လို့ထင်နေကြတာအခုမင်းရဲ့ကားထဲမှာတရားတွေဘာတွေဖွင့်တော့ငါတို့လည်းတမျိုးတွေးတာပေါ့အော်အခုမှတတိထားမိရဲ့ကားကောင်းကန်းထဲမှာလည်းဖះပုံစတိကအစ်စ်တွေကတ်လို့ပါလားကွနောက်ပြီးတော့အတွင်းဘက်မှန်မှာလည်းစပယ်တွေဘာတွေချိတ်လို့အဲ့ဒါတည်းဘာထူးဆန်းတာရှိအောင်မှာတော့အဲ့ဒါတော့ငါလည်းထောက်ကန်နေဆိုပြီးကိုမျိုးပြောသလိုပဲရုတ်တရက်ကြီးမင်းကဗုဒ္ဓဘာသာကိုဘာလို့စိတ်ဝင်စားသွားတာလဲရဲရရချိန်နေရလားကိုမြင့်မာကဝင်ထောက်ကန်လိုက်တော့ကိုစိုးပေရလဲသူ့ဘေးကိုအသာဝင်ထိုင်လိုက်ရင်နဲ့ရုတ်တရက်ကြီးဗုဒ္ဓဘာသာကိုကိုးကွယ်လိုက်တယ်လဲဘယ်ဟုတ်မလဲဗျာကျုပ်ပြောပြမယ်ခင်ဗျားတို့ယုံမယုံတော့မသိဘူးမင်းကလည်းကွာလေးရရှိနေပြန်ပြီယုံသိမယုံသိတာငါတို့ကလည်းစဉ်းစားတတ်ပါတယ်နောက်ပြီးတော့ဒီဂိတ်မှာမင်းထက်ငယ်တာဆိုလို့ဟောဟိုဘက်900ဆိုင်ဟာဖားမဆိုတဲ့ကလေးမှပဲရှိတယ်ပြောစရာရှိတာလားပြောစမ်းပါကွာရုတ်တရက်ကြီးဖျားတမာဖြစ်သွားတဲ့သူ့ရဲ့အကြောင်းအလွန်စိတ်ဝင်စားနေတဲ့ကိုမျိုးကကလေးစိုးကြီးနဲ့တောင်မှတူနေတာစိတ်ရှည်တဲ့ပုံလည်းမပေါ်ပါဘူးလွန်ခဲ့တဲ့3ရက်ကပေါ့ဗျာအချိန်ဟာညနေကိုအတော်ဆောင်းနေပါပြီဂိတ်မှာလဲကိုစိုးပေရဲ့ကားငယ်လေးကအပကျန်တဲ့ကားတီတီကအလုတ်သိမ်းပြီးတော့ပြန်သွားကြတာကိုစိုးပေကိုယ်တိုင်ကလည်းအခုပြန်တော့မယ်လို့ဆုံးဖြတ်ပြီးတော့ကားဆက်ကိုနိုးလိုက်တော့တာတစ်ချက်ချက်မိတန်နေနဲ့အတူကားအင်ဂျင်ကအနှဲငယ်အရှိန်ယူပြီးတဲ့နောက်ဝူကနေနဲ့စတင်လဲပတ်တော့တာကိုစိုးပေကလည်းကားကိုမိလန့်မကြီးဘက်ခေါင်းတီဖို့အတွက်စတီယာတန်ကိုညာဘက်လက်နဲ့ဆွဲလည်နေတာအဲ့ဒီချိန်မှာပဲသူ့ကားနီကိုဝါးပါးနဲ့ရက်ထားတဲ့ခြေနှောက်ခက်ကြီးကြီးနှစ်ခုကိုဆွဲပြီးတော့အမျိုးသမီးတစ်ယောက်ကပြေးလာနေတာအဲ့ဒီမျိုးသမီးကြီးကအသက်50ဝန်းကျင်ခန့်ရှိတဲ့ပုံမှာသူတဲဆောင်လာတဲ့ချင်းတောင်းနှစ်တောင်းထဲမှာတော့အရှင်လက်လက်ကျက်တွေကအတောင်တွေကိုတစ်ဖက်ဖက်ခါနေတာကားဆရာကိုစိုးပေရလည်းကားကိုဆက်မသက်သေးပဲနဲ့ဒီပါပေါ်ခြေထောက်တင်ုံသာတင်ထားလိုက်တယ်အဲ့ဒီမျိုးသမီးကြီးကတော့ဝမ်းသာအားရနဲ့သူ့ကားကောင်းကန်းကြီးကိုရောက်လာတာတော်ပါသေးရဲ့ကားဆရာရဲ့ကျမကလေကားမရှိတော့ဘူးတော့ထင်နေတာအဲ့လိုဆိုပြီးတော့ရှမ်းတန်ဝဲဝဲနဲ့စကားဆလာတယ်ဟုတ်ပါကြီးဘယ်သွားမလို့လဲဗျမန်နာရွာကိုပြန်မလို့ကားဆရာရဲ့ပစ္စည်းကတော့အများကြီးမပါပါဘူးဒီကကြက်ချင်းတောင်း2တောင်းပဲပါတာစိုးပေလဲနိုင်ကိုကြည့်လိုက်တော့ညနေ9နာရီခွဲတော့မယ်ဆောင်းတင်းပိုင်းလဲရောက်ပြီဖြစ်တာမို့နေတာတိုးပြီးတော့ညတာကလည်းရှိတယ်နောက်နိုင်ဝက်လောက်နေရင်ကောင်းကောင်းကြီးမှောင်တော့မှာဟုတ်မန်နာဆိုရင်မန်စုကြော်တယ်ဗျဟုတ်တယ်အဲ့ဒီရွာကိုပြန်ပါညကလည်းမှောင်နေပြီကျုပ်ကလည်းအိမ်ပြန်ရအောင်ပါသူကလည်းတနေကုန်ပင်ပန်းထားတော့အိမ်ပြန်ချင်လို့နေပါပြီအိမ်မှာကလည်းဇနီးဖြစ်တဲ့သူနဲ့လူမမယ်သားလေး2ယောက်ကရှိသေးတာအဲ့ဒီမိန်းမကြီးကိုကြည့်လိုက်တော့လဲကားတစ်စီးတလေမှမရှိတော့တာကြောင့်ခက်ခဲနေတာကိုအတိုင်းသားမြင်ရတာလက်လျှောက်ပြန်မှုအတွက်ကလည်းအဲ့ဒီကြက်ချင်းတောင်း2တောင်းနဲ့မန်နာရွာတီဆိုတဲ့ခရီးကမသေးလာပါဘူး။ငကိုစိတ်ရင်တက်ခံကောင်းတဲ့ကိုစိုးပေရလဲ။ကဲပါဗျာမထူးတော့ဘူး။မန်နာပဲကြုတ်လိုက်ပို့လိုက်တော့မယ်။အဲ့လိုပြောရင်းနဲ့ကားပေါ်ကနေဆင်းပြီးတော့ကြက်ချင်းတောင်း2တောင်းကားနောက်ခန်းမှာတင်လိုက်ရင်လည်းနှစ်ထွာသာသာရှိတဲ့ကားနောက်ခန်းကိုတကားကိုပိတ်လိုက်တော့တယ်။အမကြီးကတော့အရှိကံပဲစီးလိုက်တော့ပေါ့။ခီးတဲ့ရလည်းမပါဘူးဆိုတော့လေ။ကျေးဇူးတင်ပါတယ်ကားဆရာရဲ့ကျေးဇူးတင်ပါတယ်အဲ့ဒီနောက်မှာတော့ကိုစိုးပေရလဲသူ့ရဲ့စံဒီကားကောင်းလေးကိုလာရှိုးကြီးကျော်မန်နာရွာဘက်ကိုဥတီပြီးတော့စတင်မောင်းနေလာခဲ့လိုက်တယ်အချိန်ကတရွေ့ရွေ့နဲ့ကုံဆုံးလို့လာပါပြီမကြခင်မှာလဲအမောင်တို့ကြီးကြီးဆိုးလာတော့မယ်အသွားပြန်နိုင်ဝက်မိနစ်40ကြာတဲ့ခရီးဖြစ်တာမို့ဒီနေ့အဖို့တော့သူအိမ်ပြန်နောက်ကျပါပြီညနေဆောင်လမ်းမပေါ်မှာလူသူသွားလာမရှိသလောက်ရှင်းလို့နေတယ်။အဲ့ဒီချိန်ကအခုလိုမော်တော်ဆိုင်ကယ်တွေတွင်ကြဲကြဲမရှိသေးတာမို့စပိန်နေတဲ့သူအနှဲငယ်နဲ့လမ်းလျှောက်နေကြသူအနှဲငယ်ကိုပဲကွက်ကြားကက်ကြားတွေ့နေရတာ။သူ့ရဲ့ကားလေးကတော့မျိုးမဈေးရနေတစင်းလာရှိုးကြီးမန်ဆူတစ်ဖက်ကိုတရိပ်ရိပ်နဲ့ပြေးနေတာ။ခေါင်းငန်းထဲမှာလည်း2ယောက်တည်းသာအတူစီးနှင်းပါလာကြသည်ဖြစ်ပေမဲ့တယောက်နဲ့တယောက်စကားသိမ့်မပြောပြကြပါဘူး။ကိုစိုးပေရလည်းနိုင်ယူမကြခဏကြည့်ဖြစ်တယ်လို့အဲ့ဒီမျိုးသမီးရလည်းအိမ်ပြန်မြန်ရောက်ခြင်းစောလောလို့နေတယ်။နှစ်ဦးသားငိမ့်ရတာကောင်းနေတာ။အဲ့ဒီချိန်ခုနှစ်တည်းလာရှိုးမျိုးမကြီးက
အခု2024ခုနှစ်ရဲ့လာရှိုးမြို့တွေလိုအိမ်ချေတူတက်ခြင်းတော့တိတ်မရှိသေးပါဘူးတချို့လမ်းမေးနေရာတွေမှာဆိုရင်အသင်းပေါက်နေတဲ့မျက်ရိုင်းတွေကခါတဝက်ကျော်လောက်တောင်မှရှိနေတယ်ကိုစိုးပေကတော့ကတ္တရာလမ်းမပေါ်မှာလူရှင်းလာတာမို့ကားလီပါကိုခတ်သက်တော့နေရင်းနဲ့မဆူဆူတောင်းမြစ်စီရီယူတာမှကြော်လာပါပြီမျိုးမကြီးနဲ့နှိုင်းရှင်ရင်တော့အဲ့ဒီမျိုးသမီးနေထိုင်တဲ့မန်နာရွာအလွန်ဝေးပြီးတော့အလွန်ခေါင်တဲ့လာရှုံမြို့နယ်အတွင်းရွာလေးတစ်ရွာပါအိတ်ကြမမောင်းလိုက်ရပါဘူးကိုစိုးပေရောက်ချင်တဲ့မန်နာရွာကလေးရဲ့အဝင်ကိုပြက်ပြက်သားသားမြင်တွေ့နေရပြီအဲ့ဒါကြောင့်လေကားကိုကတ္တရာမိန်းလမ်းမကြီးပေါ်ကနေကွေ့ချပြီးတော့တရားငယ်လေးတစ်ခုကိုဖြတ်ရင်းနဲ့ရွာလေးစီကိုဝင်ခဲ့လိုက်တယ်မိနစ်နဲ့ငယ်ခန့်ကြာမှာတော့ရှေ့နာကုတ်ကူပင်းဆိုရင်ရောက်ပြီကားဆရာရေကိုစိုးပေရလည်းအဲ့ဒီမျိုးသမီးညွှန်ပြတဲ့အတိုင်းတပြားလောက်မောင်းလိုက်ပြီးတော့မှကားကိုကုတ်ကူပင်းနာမှာအတာရက်ပေးလိုက်တော့တာကားပေါ်အစိမ့်ပြီးတော့ကြက်ချင်တောင်း2000ကိုလည်းချပေးလိုက်တယ်ကျေးဇူးတင်ပါတယ်ကားဆရာရေမဟုတ်ရင်လေဒီညအိမ်ပြန်ရောက်တော့မှာမဟုတ်ဘူးပြိုတွေကတဲကူကန်တစ်ခုခုကအိပ်ရမှာဒါနဲ့ကားကဘလောက်ပေးရမလဲကားဆရာအဲ့လိုကျေးဇူးတင်စကားထက်ထက်ပြောနေတဲ့စကားတန်တွေကနားရဲဟိုတော့တိတ်မရောက်ပါဘူးအိမ်ဟာသားနှစ်ယောက်စီကိုပဲစိတ်ကရောက်နေတာ1000တော့ပေးလိုက်ဗျာခကြီးကလည်းနည်းနည်းလေးလှမ်းတော့ရပါတယ်လိုက်ဖို့ပေးတာပဲကျမကျေးဇူးတင်လာပါပြီအဲ့လိုထမှန်ကျေးဇူးတင်ပြီးတော့ခဏနန်းပတ်စံအိတ်အဟောင်းတွေကနေ900တဲ့နှစ်ရက်ကိုစိုးပေကိုပေးလိုက်တော့တယ်1000ဆိုတဲ့ငွေပမာဏကလည်းအဲ့ဒီခေတ်ကနဲလာသေးတော့မဟုတ်ပါဘူးကိုစိုးပေကလည်း900တဲ့နှစ်ရက်ကိုဘယ်ဘက်အင်ကြီးအိတ်ကက်တဲထည့်လိုက်ပြီးရဲ့နောက်အဲ့ဒီအမျိုးသမီးကိုနှုတ်ဆက်ပြီးတော့ကားကိုလမ်းမကြီးစီကိုမောင်းထွက်လာခဲ့လိုက်တယ်နိုင်ကိုကြည့်လိုက်တော့ညနေ6နာရီကို10မိနစ်လောက်တောင်မှစွန့်နေပြီနောက်15မိနစ်နေရင်မိုးတောင်မှအတော်ချုပ်တော့မှာပါအခုတောင်မှကားရှင်မီကိုချပြီးတော့ထွန်းထားရတာလမ်းမပေါ်မှာလဲလူလုံးဝတိတ်မကွဲကျင်တော့ပါဘူးဒါပေမဲ့အိမ်ပြန်စရာပဲရှိတော့တယ်ဆိုတာကိုသတိရလာတဲ့ချိန်မှာစိတ်ထဲကအလိုလိုရွှင်လန်းလာသလိုသူခံစားလိုက်ရတယ်အဲ့ဒါကြောင့်လဲအခုမန်နာရွာထဲကနေသူ့ကားကိုခတ်တင်ပြီးလေးမောင်းလာခဲ့လိုက်တယ်စိတ်ကလန်းဆန်းနေပေမဲ့လည်းတနေ့ကုန်ပင်ပန်းထားတဲ့တန်ကြောင့်အနှဲငယ်တော့အိတ်ချင်တယ်လို့ဖြစ်လာတာကားဆရာတော်တော်များများကခရီးလမ်းခတ်ဝေဝေကိုမောင်းနေလိုက်ပါရတဲ့အခါအိမ်မငိုက်စေဖို့အတွက်ကုန်းဝါတဲ့ကျုံတချို့ကလှုပ်ယူထားတတ်ကြတယ်ကိုစိုးပေကတော့အရက်ဆေးလေးကွန်းစာတာတွေကိုကလေးနှစ်ယောက်ရတဲ့တိုင်အောင်မတုံးဘူးမဆန်းဘူးပါဘူးကားလေးရလေရွာဖုံတော်လန့်ကိုတကွေးကွေးကြော်ရင်းနဲ့သူ့တာဝန်တိုင်မောင်းနေလို့နေတယ်ပဝန်းကျင်ကရုတ်တရက်ကြီးအတော်မှောင်လာတဲ့အပြင်ပရိတ်ကောင်ရဲ့အော်တန်ကနေအပါငိမ့်သက်တိတ်ဆိတ်ခြင်းဟာကြောက်စရာကောင်းနေပါတယ်နိုင်ကိုကြည့်လိုက်တော့6နာရီခွဲလို့ကြော်နေပါပြီကိုစိုးပေရလည်းချက်ချင်းဆိုသလိုတစုံတစ်ခုကိုတတိထားမိသွားပြီးတော့စိတ်ထဲကမတိုးမတန့်ဖြစ်လာတော့တာအလာတော့ကရွာဝင်တရားဟောင်းလေးကိုကြော်ပြီးတော့မောင်းနှင်လာတာ10မိနစ်မကြာပဲနဲ့ဆော့ဆော့ကအမျိုးသမီးအိမ်ကိုရောက်ခဲ့တာပါအခုအပြန်လမ်းမှာတော့10မိနစ်မကပဲနဲ့မိနစ်20ကျော်လာသည့်တိုင်အောင်ရွာဝင်တရားလေးရဲ့ဆနာကိုအခုတိတောင်မှရှာမတွေ့သေးပါဘူးငါလမ်းများမားလာတာလားဆိုတဲ့အတွေးတွေနဲ့တူမဟုတ်တာရွာဝင်မှုကဒီတလန်းနဲ့ရှိတာ哦အဲ့လိုပြန်စဉ်းစားလိုက်မိရနဲ့ကိုစိုးပေရကောင်းချောက်သွားတော့တယ်မိမိမရောက်ဘူးမလာဘူးတဲ့အရက်ဒေတာလည်းမဟုတ်တာမို့လမ်းမဆရာအကြောင်းတော့မရှိပါဘူးအရင်ကလည်းနေခင်ခရီးသည်တွေကိုဒီရွာကိုရပန်ရခါပို့ဆောင်ပေးပူတာပါအဲ့ဒါကြောင့်တောင်စင်ရင်မြတွေးတွေနဲ့ကားကိုအာယုံဆိုင်မောင်းနေနေနဲ့9နာရီထိုးတော့မှကိုသူတတိထားမိလိုက်တယ်ရွာဝင်တရားလေးကိုလည်းအခုထိရှာမတွေ့သေးပါဘူးဒါပေမဲ့လူတစ်ယောက်ရဲ့တချင်းဆိုတန်ခတ်အုပ်ကတော့သူ့ရဲ့နားထဲကိုစိုက်စိုက်မြိုင်မြိုင်နဲ့တိုးဝင်လို့လာတော့တာဟာတချင်းတန်ပါလားအမှန်ပါသူ့ရဲ့ကားကပဲတချင်းတန်ရှိရာကိုသွားနေရလားဒါမှမဟုတ်တချင်းတန်ကပဲသူ့ရဲ့ကားလေးစီကိုလိုက်နေသလားဝေခွဲလို့မရပါဘူးတချင်းတန်ကအရင်ကထက်ပိုပိုကျဲလောင်လာပြီးတော့နီးကပ်တလို့ခန်းစားနေရခြင်းကြောင့်ပါအသေးချာကြားလိုက်ရတာတော့အမှန်ပါအဲ့ဒီတန်ကအမျိုးသားတစ်ယောက်ကရှမ်းတချင်းကိုပီပီတတဆူနေတဲ့ကာရာအိုကေတန်မှာကားလေးရတော့သူအမိတ်မပေးပဲသွားကျင်တဲ့နေရာကိုဥတီသွားနေသလားတော့မှထင်မှတ်နေရတာတအားလောက်ကြာမှာတော့ဟာရုတ်တရက်သူ့ရှိမှပေါ်လာတဲ့အရာတွေကြောင့်သူဟာကနေနဲ့ဖြစ်သွားတယ်ကားတွင်ကားမှန်ကနေတဆင်အတိုင်းသားမြင်နေရတဲ့ပွဲစည်းတိုင်းတစ်ခုပါ
ဆိုင်တိုင်းလိုရေနံစီမီးကွက်တွေဘက်ထရီမီးလုံးတွေနဲ့မီးချောင်းတွေကိုစီစီရီနဲ့ထိန်နေအောင်ထွန်းထားတာအားလုံးကလည်းဈေးရောက်နေကြတယ်ဈေးရောက်တဲ့သူကရောင်းဈေးဝယ်တဲ့သူကဝယ်နဲ့အခုလိုညာကြီးမိုးချုပ်မှာစတိတ်ရှိုးဒါမှမဟုတ်ရင်ဘုံကြီးပြန်ပွဲဘာညာပဲရှိလို့သာဖြစ်လိမ့်မယ်ဈေးဆိုင်ကလေးတွေကလည်းအတော်ပဲစုံလင်လှပါတယ်မုတ်လေဝေးလို့ခေါ်ကြတဲ့ဆံမုတ်နဲ့ထရက်ရည်ရောင်းတဲ့အသေးဝါကြစ်တောင်ပေါင်းတင်ဝါလို့ခေါ်တဲ့ရှမ်းစားစာတစ်မျိုးကိုရောင်းတဲ့အသေးမုတ်လေများအသေးစားသက်ဖြင့်သူ့နေရာနဲ့သူအစီအစဉ်ကြရောင်းနေကြတာတစ်ဖက်မှာလည်းစတိတ်စင်ပေါ်ကအတန်နေတန်ထားနဲ့အပီပြင်းတချင်းဆိုနေတဲ့အမျိုးသားတစ်ယောက်ငါလာတော့ဒီပွဲစီတိုင်းကိုမတွေ့မိပါဘူးညမှထွက်ရောင်းကြတဲ့အသေးတွေလားမဟုတ်တော့ပါဘူးစတိတ်ရှိုးပါပါတယ်ဆိုတော့ပွဲပဲဖြစ်ရမယ်အဲ့လိုတွေးလိုက်ရင်လည်းလက်ပတ်နိုင်ကိုငုတ်ကြည့်လိုက်ပြီးတော့စက္ကန့်တန်လေးကအလုံးမလုံးတော့ပါဘူးလက်တန်အတူကနံပါတ်9ကိုညှိုးနေပြီးတော့လက်တန်ရှည်ရတော့7ကိုထောက်ပြထားတာအရေးတယ်နိုင်ရလည်းတကယ်အားကုန်ပြီထင်တယ်ဒါကမန်နာရွာဟုတ်ရဲ့လားအနီးနားရွာမှာပဲပွဲလုံနေကြရလားငါတေးချအောင်တော့တရားရောက်ကိုစေးမေးကြည့်အောင်မယ်အဲ့ဒါထက်အိမ်ပြန်နောက်ကြရင်လည်းငါမိမစိတ်ပူနေအောင်ပါအဲ့လိုတယောက်တည်းရီရွရင်းနဲ့ကားကိုပွဲစည်းတန်းပြင်ဘက်ကလမ်းကြောက်တနေရာမှာတေချာတော့ခတ်ပြီးတော့ရက်ထားခဲ့လိုက်တာအခုသူရောက်နေတဲ့ပွဲစည်းလေးကလူအတော်ပဲစီကားလှတယ်ရွာပွဲစည်းလေးမှာလူတွေဒီလောက်များမယ်လို့လည်းတခါမှမတွေးဘူးခဲ့ဘူးအဲ့ဒါကြောင့်ပွဲတစ်ပတ်ခန့်ပတ်ကြည့်ဖို့အတွက်သူဆုံးဖြတ်မိလိုက်တယ်စတိတ်စင်မော်ကတချင်းဆိုနေတဲ့အမျိုးသားရဲ့တန်ကလည်းမခေတော့မခေလှပါဘူးအတော်ပဲနားရဲဆွဲလွယ်ပါတယ်သူတချင်းဆိုနေရစတိတ်စင်အောက်မှာလဲလူငယ်လူကြီးလူလက်ပိုင်းရစပြီးတော့ကလေးငယ်တွေရပါသူ့ကိုညင်ပြီးတော့နားထောင်နေကြတာထူးဆန်းတာတချင်းတပုတ်ပြီးတပုတ်တာပြီးသွားတယ်ဘသူမှလက်ခုပ်တီးပြီးတော့ချီကျူးအားပေးခြင်းမလုပ်ကြပါဘူးအသက်မဲ့နေတဲ့ခန္ဓာကိုယ်ကြီးတွေလိုမလုံးမရှက်နဲ့ထိုင်တဲ့သူကထိုင်မတက်ရက်တဲ့သူကရက်နဲ့တောက်တောက်ကြီးကြည်နေကြတာအဲ့ဒီဆိုတော့ကလည်းတချင်းတပုတ်ဆိုပြီးရနဲ့တပြိုင်နက်တံပတ်ပေးထားတဲ့စက်ရုပ်ကြီးလိုနောက်တစ်ပုတ်ကိုတန်းဆိုတော့တာကိုစိုးပီကတစ်ချက်တတိထားကြည့်မိလိုက်တယ်အဲ့ဒီစတိတ်စင်အနီးနားလူတွေတာမကပဲနဲ့ပေါ်လုံးပေါက်တဲ့သူတွေလောင်းကစားလုပ်နေတဲ့သူတွေဈေးရောင်းဈေးဝယ်တွေရပါအဲ့ဒီနီးအတူမျက်နှာသေးကြီးတွေနဲ့ဖြစ်နေတာကိုအထူးတဆန်းနဲ့တွေ့မြင်လိုက်ရတာဘလို့လူတွေပါလဲပွဲလာတာများအိမ်နဲ့ရန်ဖြစ်လာသလားမှတ်ရတယ်မျက်နှာကြီးကလည်းပုတ်လို့ရွဲလို့ဟော်ရီမဲ့ပုံလည်းမပေါ်ဘူးစိတ်ထဲကပြောရင်းနဲ့သူကကားစီကိုပြန်လာခဲ့လိုက်တယ်။ဘာပဲပြောအခုသူပဲရောက်နေလဲဘယ်ချိန်ရှိနေပြီလဲဆိုတာကိုတော့ကိုစိုးပေကတရားရောက်ကိုမေးမြန်းကြည့်မှအဆင်ပြေတော့မယ်။အဲ့ဒါကြောင့်သူ့ကားနဲ့မလန်းမကန်းမှာဝါကြည်ရောက်ရောက်နေတဲ့အမျိုးသမီးကိုတားမေးကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်တော့တာ။အဲ့ဒီဝါကြည်ရောက်တဲ့အမျိုးသမီးကရေနံစီမီးကွက်လေးရဲ့အလင်းရောင်နဲ့သူ့ရောင်ကုန်ဝါးတွေကိုခက်မြင့်မြင့်ဓာတ်သေးလေးနဲ့အချောတက်လို့နေတာ။အဲ့ဒီမျိုးသမီးကလည်းစောစောကလူတွေနီးတူမျက်နှာတော့တိတ်မကောင်းပါဘူးဈေးရောက်မကောင်းလို့ဖြစ်မယ်လို့တွေးရင်းနဲ့အဲ့ဒီမျိုးသမီးရှေ့ကိုသွားရလိုက်တော့တယ်အမဒါကဘယ်ရလဲလမ်းမကြီးကိုဘယ်ရသွားရမှာလဲအဲ့လိုစကားစားလိုက်တော့ဝါကြီးရောက်အချောတက်နေတဲ့အဲ့ဒီမိန်းမခေါင်းကိုစက်ကနေအပေါ်မော့လာပြီးတော့သူ့ကိုစိတ်စိတ်စိုက်ကြည့်တော့တာမျက်လုံးကြီးတွေကပြူးကျဲဝိုင်းဆက်ပြီးတော့သူ့ကိုလက်ထဲရဓာတ်နဲ့ကောက်ထိုးမလားလို့တော့မှထင်ရတာကိုစိုးပေကလည်းရုတ်တရက်လန့်တယ်လို့ဖြစ်သွားပြီးတော့မှဒါကဘယ်နေရာလဲဗျအချိန်ရောဘယ်လောက်ရှိနေပြီလဲအဲ့ဒီမိန်းမကပြန်မဖြေပဲနဲ့ခေါင်းကြီးပြန်ငုတ်သွားပြီးတော့စောစောကဝါးတွေကိုပဲပြန်ချောတက်လို့နေတာစိတ်ထဲကတော့ဘလို့ကြီးပါလဲငါပြောတာပဲနားမလဲတာလားပြန်မပြောချင်တာလားလို့တွေးပြီးတော့ရှမ်းဘာသာဖြစ်မေးဖို့အတွက်စဉ်းစားလိုက်တော့တယ်အမကတ္တရာလမ်းမကြီးပေါ်ကိုဘယ်လန့်သွားရတာလဲသူရှမ်းလို့ပြောတော့မှနားလေသွားတယ်လို့ထင်တယ်အကျော်သက်လက်ဆဝါကြည်တောင်းနဲ့ဓာတ်တူလေးကိုတောင်းထဲကိုစက်ခနဲပစ်ထည့်ပြီးတော့လမ်းတစ်ခုကိုလက်ညှိုးညွှန်ပြလိုက်တယ်ပါဇက်ကတော့ဘာစကားတစ်လုံးမှပြောမလာပါဘူးကိုစိုးပေကလည်းစိတ်ညစ်ညစ်နဲ့ခေါင်းကိုတပြင်းပြင်းကုပ်ပြီးတော့အဲ့ဒီမိန်းမကိုကျေးဇူးတင်စကားပြောပြီးတော့ကားစီကိုခတ်တက်တက်နဲ့ရှောက်လာခဲ့လိုက်တော့တယ်ကားပေါ်ရောက်တော့စောစောကလူတွေကြောင်းပြန်တွေးရင်းနဲ့စိတ်ထဲကခုလာတာမို့ဒီနေရာအမြန်ထွက်မှာပဲလို့တွေးမိလိုက်တယ်။အဲ့နောက်မှာတော့ဝါကြည့်တော့တဲ့အမျိုးသမီးပြောတဲ့လမ်းတိုင်းကိုကားမောင်းထွက်လာခဲ့လိုက်တယ်။တောင်းလောက်မောင်းပြီးချိန်မှာတော့စတိတ်ရှိုးတချင်းတန်နေနဲ့အတော်ပဲဝေးကွာသွားခဲ့ပါပြီ။
လမ်းမှန်လားမှားလားတော့သူကိုယ်တိုင်လည်းသိချမသိပါဘူးလမ်းတော်ဆိုးတာကိုတော့တတိထားလိုက်မိရဲ့သူ့ရဲ့ဆန်နီကအနှိတ်လေးရလဲတကြုံကြုံတစ်ချက်ချက်နဲ့ရွှေ့ရလို့နေတာတနေရာရောက်မှာတော့အာအရေးတယ်မီးကလည်းပျောက်သွားသေးတယ်ကွာကိုစိုးပေကလည်းတောက်တစ်ချက်ကိုခက်ပြင်းပြင်းခောက်ရင်းနဲ့ညှီးတွားလိုက်တယ်ကားကလည်းရုတ်တရက်ကြီးမီးထပြောက်ပြီးတော့တလောကလုံးကမှောက်မဲသွားသလိုခံစားလိုက်ရတာပြဿနာမီးပြောက်ရုံနဲ့မပြီးသေးပါဘူးအင်ဂျင်ကတစ်ချက်ချက်မြည်လာပြီးတော့ကားဆက်ကလည်းရက်သွားတယ်ပြဿနာပဲကွာကားကလည်းတကယ်အချိန်ကြီးကြာမှထဖောက်ရရဲ့လို့ကိုစိုးပေကလည်းကားစတီယာရင်ခက်တင်းတင်းစုပ်ကန်ထားရင်းနဲ့အဲ့လိုရေရွတ်လိုက်တယ်သူ့ရဲ့လက်ဆောင်ကတော့ချွေးတွေစို့လို့နေပြီလမ်းပြောင်းနေတဲ့ကလေးငယ်တစ်ယောက်လိုအမောင်နဲ့ကားတစ်စီးနဲ့တယောက်တည်းဖြစ်နေတဲ့သူ့အဖိုးကတော့စိတ်ရငယ်မိမှအပြစ်တော့မဟုတ်ပါဘူးအဲ့ဒါကြောင့်လဲသူကဒက်စ်ဘုတ်တဲက3000တူတက်မီကြီးကိုယူပြီးတော့ကားပေါ်ကနေဆင်းလိုက်တော့တာတိတ်မတုံးဖြစ်တာလဲကြာနေပြီမို့ဓာတ်မီတွေကတော့မီးရတိတ်မကောင်းလာပါဘူးမြင်ုံသာမြင်နေရတာညရဲ့လေကလည်းတဝေးဝေးနဲ့ကျဲလောင်စွာတိုက်ခတ်နေပြီးတော့တစ်ချက်မှာအယိုးတွေထဲထိတောင်မှစိတ်သွားလောက်အောင်အေးတန်ပြင်းထန်နေတာကိုစိုးပေကလည်းအဲ့ဓာတ်မီမီးရောင်နဲ့ကားရှည်ဖုံကိုလှပ်ပြီးတော့တခုခုများဖြစ်နေသလားလို့ဟိုတို့တီတိုနဲ့တို့ကြည့်နေတာဒါပေမဲ့ကားကတော့ပကတိအကောင်းတိုင်းပါသူလည်းကားဖုံကိုပြန်ပိတ်လိုက်မိရဲ့အဲ့ဒီချိန်မှာသူ့မျက်လုံးတောက်ကနေဖြတ်ခနဲနဲ့တတိထားလိုက်မိရဲ့အရာတစ်ခုဟာပိုပြီးတော့တေချာစေဖို့အတွက်ဓမီနဲ့ထိုးကြည့်လိုက်တဲ့ချိန်မှာအသက်ရှူရက်မတက်တောင်မှတုန်လှုပ်သွားမိတော့တယ်သူမြင်နေရတာပတ်ပတ်လည်မှာရှိတဲ့အုတ်ကူဖွေးဖွေးတွေမှတ်တိုင်အကျိုးပဲ့တွေနဲ့အတူဖွာလန်ကျင်းနေတဲ့မြေပုံအချို့ပါအာတင်ချိုင်ကုန်ကြီးပါလားငါတင်ချိုင်ထဲကိုရောက်နေတာပဲစောစောကကားပြက်လို့တွေးဘူးဒေါသဖြစ်နေတဲ့စိတ်ဆုံကချက်ချင်းဆိုသလိုကြောက်လန့်ခြင်းကိုကူးပြောင်းသွားတော့တာညမောင်ကြီးမဲကြီးရဲ့တင်ချိုင်မြေပုံတယောက်တည်းရောက်နေတဲ့သူ့အတွက်ဘလို့များတတိရှိနိုင်မှာမလဲဟိုမိန်းမကြီးပြောတဲ့လမ်းတိုင်းကိုသူမောင်းနေလာခဲ့တာအခုတော့တင်ချိုင်ဟိုင်းတစ်ခုစီကိုသူစိုက်စိုက်မြတ်မြတ်ရောက်လာခဲ့တာပါကြောက်စိတ်တို့ဟာတဖြည်းဖြည်းကြီးဆိုးလာပြီးတော့ခန္ဓာကိုယ်နှံ့ဟာသွေးတွေကစူပွက်လာပြီးအမွှေးမြင်နေရလဲသူ့အလိုလိုရုံးထလာတော့တယ်အရင်တည်းကကြောက်စိတ်သိမ့်မရှိပေမဲ့လည်းအခုနှစ်ပူးတစ်ဒူးတွေရင်ဆိုင်ရချိန်မှာတော့ဘယ်လူသားမဆိုခန္ဓာရင်စွမ်းရှိနိုင်မည်မဟုတ်ပါဘူးအဲ့ဒါကြောင့်ကြောက်ဒေါသတွေနဲ့အတူပတ်ပတ်လည်မှာရှိတဲ့ကားတာယာတွေကိုသူ့ရဲ့ခြေထောက်နဲ့ကန်ကြောက်နေမိတော့တာချွေတီးချွေးပေါက်တွေကလည်းဥကောင်းနေရနေတဆင့်လဲကုတ်တီကိုဆွဲကြလို့လာပြီငါဘာလုပ်ရမလဲငါဘာလုပ်ရမလဲတတူရေရွတ်နေမိဟာဟိုနေရာတစားဒီနေရာတစားနဲ့ကြိုးတိုးကြက်တဲရှိနေတဲ့တင်းဆိုင်ကူတွေကလည်းသူ့ကိုစိုက်ကြည့်နေတယ်လို့ပါအတန်ကြာတဲ့အထိကိုစိုးပေတယောက်ကဘာလုပ်လို့ဘာကန်ရမှန်းမသိခဲ့ပါဘူးမဖြစ်ဘူးငါလမ်းမတွေ့အောင်ရှာရမယ်အ ਨੇ ဆုံးဒီတင်းဆိုင်ထဲကနေထွက်လို့ရတဲ့လမ်းတော့တွေ့မှာပဲငါဒီနေရာမှာကြာကြီးမနေရဘူးအဲ့ဒါကြောင့်ချက်ချင်းပဲကားခေါင်မိုးပေါ်ကိုတက်လိုက်ပြီးတော့လမ်းတစ်စုံတစ်နေရာကိုတွေ့လို့တွေ့ညာသူစူးစမ်းရှာကြည့်နေမိရဲ့လက်နှိပ်တက်မိရဲ့နဲပါလာတဲ့အလင်းရောင်မှိန်ပြပြကိုအားပြူရင်းနဲ့ဘေဘီဝဲရကိုသူတစ်ချက်လေးလာမိလိုက်တယ်ဒီညမှာပို့ပြီးတော့မှောင်မိုက်ပြီးတော့ပိုအေးနေတယ်လို့ခံစားနေရတာရုတ်တရက်သူရွှေရောင်ဝင်းနေတဲ့အရာလေးတစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒီຢာလေးကသူယခုရောက်ရှိနေတဲ့ဒီနေရာနဲ့အတော်ဝေးဝေးမှာရှိနေတာပတ်ဝန်းကျင်ကမှောင်နေပေမဲ့လည်းရွှေရောင်တဝင်းဝင်းနဲ့ထဲဝါစွာရှိနေတဲ့အရာအခြားတော့မဟုတ်ပါဘူးလာရှိုးမြို့လေးမှာတည်ထားတဲ့မန်ဆူစုတောင်းပြည့်စေတီတော်ကြီးရဲ့ညံတော်ပါမန်ဆူဖျားပါလားကိုစိုးပေစိတ်ထဲကအသိဉာဏ်တချို့ဟာဖြတ်ခနဲလင်းလာတော့တာဒီချိန်မှာသူ့ကိုဘယ်သူမှလာမကယ်နိုင်ပါဘူးခလုတ်ထီမှာအမိတာဆိုတဲ့စကားအတိုင်းပါကိုစိုးပေတယောက်အခုလိုဒုက္ခရောက်နေချိန်မှာအဝေးကလမ်းမြင့်နေရတဲ့မန်ဆူစေတီတော်ကြီးကိုပဲအားကိုးရတော့မယ်ဆိုတဲ့အသိစိတ်တွေဝင်လာခဲ့တာအဲ့ဒါကြောင့်အရင်ကဘာသာတရားတွေကိုအလေးနက်မရှိဘဲနဲ့ပေါ့လေးတွေးချက်ခဲ့တဲ့ကိုစိုးပေတယောက်ကအခုတော့မန်ဆူစေတီတော်ဘုရားကြီးရှိရာအရက်ကိုမျက်နှာမူပြီးတော့လက်အုပ်ချီလိုက်တော့တယ်အရှင်ဘုရားတပည့်တော်အခုရောက်နေတဲ့ဒုက္ခဝိဆင်းရဲတွေကနေကယ်တော်မူပါဗျာအဲ့လိုဆိုပြီးတော့စိတ်ထဲကနေနှစ်ကာကာနဲ့ဆုတောင်းလိုက်မိတော့တယ်တိုက်ဆိုင်ခြင်းလားတကယ်ပဲစေတီတော်ကြီးရဲ့အစွမ်းပြမှုကြောင့်လားတော့မသိပါဘူးအစောကမီးပြောက်ပြီးနှိုးမရတဲ့သူ့ရဲ့ကားလေးကမီးတွေတပံပြန်လင်းလာတော့တာ
ကိုစိုးပီတယောက်ကလည်းချက်ချင်းဆိုသလိုကြောက်စိတ်တွေအတော်ပြေလျော့သွားပြီးတော့ကားခေါင်မိုးပေါ်ကနေဝုန်းကနေနဲ့ဆင်းလိုက်တော့တယ်။အဲ့ဒီနောက်ကားပေါ်တက်ပြီးတော့ဆက်ကိုနှိုးကြည့်လိုက်တော့ပကတိအကောင်တိုင်းလိုအင်ဂျင်ကတဝုံဝုံနဲ့နိုးထလာတော့တယ်။ဒါဖျားမာတာပဲ။နားရဲကနေလဲတစုံတယောက်ရဲ့အတန်လိုတကယ်လိုထင်အောင်ထင်မားလိုနဲ့သူကြားနေရတော့တာ။အဲ့ဒီတန်ပိုင်ရှင်ကသူ့ကိုဘယ်ဘက်ကိုမှညာဘက်ကိုမှတက်တဲ့ကိုသွားနဲ့လမ်းညွန်လို့နေတာ။တိတ်ကြမမောင်းလိုက်ရပဲသူ့ရဲ့ကမီးရောင်အောက်မှာမန်နာရွာဝင်တရားလေးကမှုံဝမ်းဝါနဲ့ပေါ်လို့လာတော့တယ်။စိတ်ထဲမှာလည်းအယမ်းပျော်ရွှင်သွားမိပြီးတော့မိဘကိုခက်ပြင်းပြင်းနေပြီးတော့အဲ့ဒီတရားဟောင်းလေးကိုအခက်ခဲမရှိကြော်ဖြတ်လိုက်နိုင်တော့တယ်။မကြခင်ကိုစိုးပေရဲ့ကားငယ်လေးကကတ္တရာလမ်းမပေါ်ကိုပြန်ရောက်လာခဲ့ပါပြီ။အမတ်မတင်လက်ပတ်နိုင်ရုံငုံကြည့်လိုက်ပြီးတော့ည7 နာရီတောင်မှခွဲနေပြီ။အဲ့ဒီကကိုစိုးပေကလည်းတက်ပြင်းရှည်လေးပူကြီးကိုဟူကနေမှုတ်ထုတ်လိုက်နိုင်ပါတယ်။အဖြစ်ကတော့အဲ့လိုပဲကိုမျိုးနဲ့ကိုမြင့်မောင်ကြီးကိုစိုးပေကအဲ့လိုညီကုန်းချုပ်လိုက်တယ်။အဲ့ဒီခါကိုမျိုးကဟာမင်းဟာလည်းတကယ်အဆန်းပါလား။အဲ့ဒါဆိုရင်လေမင်းတွေ့ခဲ့တဲ့ပွဲစည်းတဲ့လူတွေဟာကိုမျိုးစကားကိုကိုမြင့်မောင်ကဝင်ထောက်တော့တယ်။သူတွေ့ခဲ့တဲ့လူတွေနဲ့ပွဲစည်းတိုင်းဆိုတာကြက်တစီတွေနေတဲ့ကြက်တစီရွာကြီးပေါ့ဗျာ။ဟုတ်တယ်မလားဆိုပေကျုပ်လည်းအဲ့ဒါတော့တေချာမပြောတတ်ဘူးဗျာတေချာမပြောတတ်ဘူးလုံးမနေနဲ့ဟိတ်ကောင်ရင်မင်းသွားဖို့တဲ့မန်နာရွာကနေပြီးမျက်စိမောက်တော့ကြက်တစီရွာကိုရောက်သွားတယ်အဲ့ဘက်တွေကလူသိမ့်မရှိသလိုမြေလည်းသိမ့်မတန်ဘူးငါတို့ကြားဘူးလားကတော့ဖုံးဆိုးမြေတို့ကြက်ကုန်းတို့ဘာလို့ရှိနေနိုင်နေတဲ့တေချာပါတယ်ကွာမင်းအဲ့ဒီကြက်တစီရွာကိုရောက်ခဲ့တာပဲဟုတ်တယ်ကိုမြင့်မောင်ကအဲ့လိုပြောလိုက်တော့ကိုမျိုးကလည်းကြက်သိန်းတွေထလာသလိုလက်မောင်းနှစ်ဖက်ကိုပုတ်တက်လို့နေရဲ့အဲ့ဟာထက်ထူးဆန်းတာရှိသေးတယ်ကျုပ်ပြောတယ်မလားမန်နာကိုသွားတဲ့မိန်းမကြီးလေအေးအဲ့ဒီမိန်းမကြီးကဘာဖြစ်လို့တော့ကျုပ်အိမ်ပြန်ရောက်တော့လေသူ့ပေးတဲ့900ရန်2ရက်ကိုအင်ဂျီရဲကနေထုတ်ကြည့်လိုက်တယ်အဲ့ဒီမှာထူးဆန်းတာဗျာပတ်စံ2ရက်ကလေပတ်စံမဟုတ်တော့ဘဲနဲ့ကိုရက်ချောင်း2ရက်ဖြစ်နေတာကျုပ်ယူလာတာတေချာပေါက်ပတ်စံစစ်ပါအဲ့ဒီချိန်တော့ကလည်းတိတ်မမှောင်သေးဘူးလေဟေးကိုမျိုးရောကိုမြင့်မောင်ရောက2ယောက်သွားပြိုင်သူအတန်ထွက်သွားကြတော့တယ်။ဒါဖြင့်မင်းကိုကားငားသွားတဲ့မိန်းမကြီးကလည်းတစေမကြီးပဲပေါ့။မသိတော့ဘူးဗျာ။ကျုပ်လည်းစဉ်းစားလေအဖြေရပြောက်လေပဲ။အဲ့ဒါဓာတ်ထူးဆန်းတာကလေကျုံနာကြီးကပွဲစည်းတန်းမှာကြာစက်တန်မလဲပဲနဲ့ကျုပ်လမ်းမကြီးပေါ်လဲပြန်ရောက်တော့အကောင်းတိုင်းအေးအဲ့ဒါဆိုရင်မင်းကကြက်တစီရွာမှာ4 နာရီလောက်အချိန်ကုန်ခဲ့တာပေါ့။ဟုတ်မယ်ထင်တာပဲဗျာ။ဒါပေမဲ့ပွဲစည်းတောင်မှကျုပ်ဆုံးအောင်ပတ်မကြည့်ပါဘူးအချိန်ကအဲ့လောက်ကုန်သွားတာအဲ့ဒီခါမှာကိုမျိုးကခေါင်းတညိမ့်ညိမ့်နဲ့တို့လူပြည်လူပုံကအချိန်နဲ့တခြားပယ်ပုံကအချိန်တွေကမတူဘူးလို့တော့ငါကြားဘူးတယ်ကွာအဲ့ဒါကြောင့်မင်းကြက်တစီရွာကြီးမှာခဏပဲဆိုပေမဲ့ဒီမှာကျတော့4 နာရီလောက်ကြာသွားတာဖြစ်မဲ့ဆိုပေရအဲ့ဒီခါကိုမြင့်မောင်ကလည်းရီကျဲကျဲနဲ့မင်းကတက်တိမသေးတဲ့လူမျိုးအဲ့လောက်နေနိုင်တာနော်ငါသာဆိုရင်တော့လေအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးနေလောက်ပြီဟဲ့နောက်ပြီးတော့မင်းရဲ့ဖုံးကန်ကလည်းမြင့်နေလို့ဖြစ်မယ်တချို့တွေဆိုရင်လေတက်တစီရွာရောက်ပြီးပျော်မွေ့သွားတာတို့မပြန်ကျင်တာတို့ဆိုရင်အဲ့ဒီရွာမှာပဲညခံနေဆန်ညခံဘဝတွေလိုမျိုးနဲ့တသက်လုံးနေသွားရနိုင်တယ်တဲ့အဲ့ဒါမှမဟုတ်ရင်လေလိပ်ပြနှုတ်ခံရပြီးတော့မင်းအဲ့ဒီမှာတိတ်နိုင်တယ်ကွာအေးဗျာကျုပ်လည်းတော်တော်ကံကောင်းခဲ့တယ်ပဲဆိုရမယ်အော်နောက်ပြီးတော့မန်းစုစေရီတော်ကြီးအဲ့ဒီချိန်တုန်းကလေကျုပ်စေရီတော်ကြီးကိုသာမမြင်ခဲ့ရင်အချိန်ကြီးကတစ်မျိုးတစ်ပုံပြောင်းသွားနိုင်တယ်ခင်ဗျားတို့ပြောသလိုပဲတေရင်လည်းတေသွားနိုင်တာပေါ့ဗျာအဲ့ဒီခါကိုမျိုးကအော်သဘောပေါက်ပြီအဲ့ဒါကြောင့်ထူးထူးဆန်းဆန်းမင်းကားတွေကတရားတန်တွေမကြစဘူးကြားနေရတာ哦ဒီတက်ရွယ်ထိဘာသာမဲ့လို့ဘာသာမရှိလို့ပြောသလိုနေလာပြီအခုတော့မှဖျားတရားစလုပ်ရတယ်လို့မင်းကတော့စံမဲဟေ့စံမဲမလုံးနဲ့ကိုမြင့်မောင်ကြီးကျုပ်ကတော့လေနောက်ဆိုမန်နာရွာခရီးတယ်ရရင်ဘလောက်ပေးမလိုက်တော့ဘူးခမားတို့စီကိုပဲလွှဲလိုက်တော့မယ်ကိုမျိုးနဲ့ကိုမြင့်မောင်ကလည်းမျက်နှာကြီးပြိုင်တူရှုံ့မဲ့သွားပြီးတော့နေကင်းဘက်ဆိုရင်တော့စဉ်းစားမယ်ကွာမင်းပြောသလိုညနေဘက်ဆိုရင်တော့ငါတို့လည်းနိုးပဲနော်၃ ယောက်သာစကားလက်ဆောင်ကြနေကြတာနဲ့ခရီးတဲ့အတော်များများကိုတခြားကားဆရာတွေကတင်သွားကုန်ကြတယ်အချိန်ကိုကြည့်လိုက်တော့လေညနေ4 နာရီခွဲတောင်မှရှိတော့မယ်ဟာ4 နာရီတောင်ခွဲတော့မှာပါလားကိုမြင့်မောင်ကအဲ့လိုထပြောလိုက်တယ်ဟုတ်တယ်
၄နာရီအောင်ခွဲတော့မယ်ကျုပ်လည်းပြန်တော့မယ်ဗျာဒီနေ့မှကားပြန်စထွက်တာဆိုတော့အိမ်ကမိန်းမစိတ်ပူတာမလျော့သေးဘူးအေးပါဆိုးပေရကြွကြွမင်းမဲကောင်းတယ်မိန်းမစိတ်ပူရတာနဲ့ဘာနဲ့ငါတို့အိမ်ကဟာမကြီးရတော့လေပြန်မလာလေကောင်းလေပဲကိုမြင့်မရောဆိုးပေရရောပြိုင်တူရီမောလိုက်ကြတယ်သူတို့ရဲ့ရည်တံတွေအစုံမသက်သေးခင်မှာပဲအသက်50ကျော်ဝင်းကျင်ခန့်အမျိုးသမီးကြီးတစ်ယောက်ကဝါချင်းတောင်ကြီးနှစ်တောင်းကိုဆွဲပြီးတော့သူတို့စီကိုဥတီလာနေတာတောင်းထဲမှာလည်းအရှင်လက်လက်ကြက်တွေကတော်အတန်ပေးရင်းနဲ့အတောင်တွေကိုခါပြီးတော့ရုံထွက်ဖို့စူးစမ်းနေကြတာအဲ့ဒီမိန်းမကြီးကရှမ်းလုံကြီးကိုဝစ်စင်ထားပြီးတော့ရှမ်းလွယ်အိတ်ခတ်သေးသေးလေးကိုလည်းဘေးကနေလွှဲထားသေးတာကားသေးလားကားဆရာတို့ရေကိုစိုးပေတို့ကလည်းစိုးသေးတာမို့ဗျိုင်းတူပင်အားပါတယ်ဗျအားရင်လေမန်နာရွာဘက်ကိုသွားချင်လို့ပါကားကိုလည်းထိုက်ထိုက်တန်တန်ပေးပါမယ်ဗျာ၃ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းနဲ့ဗျာလို့သာရေရွတ်နိုင်မှာတော့တယ်ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအခုလိုမျိုးအချိန်ပေးပြီးနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်နောက်နေ့တွေမှာလည်းဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ပရိသတ်များအားလုံးကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်